Tech Brother ပြောပြမယ်2026ခုနှစ်မှာ Microsoft က Surface Pro 12ကို$699နဲ့ထုတ်လိုက်ပါတယ်။12လက်မှ Windows Tablet ကို iPad Air ဈေးနဲ့ရှင်ပြိုင်ဖို့ကြိုးစားနေတာပါ။ Surface Pro 12ရဲ့အဓိကအချက်လက်တွေကတော့ပထမ12လက်မှ Pixel Sense Display ပါမယ်။ 120Hz refresh rate နဲ့ချောမွေ့တဲ့ scrolling ကိုခံစားရမှာပါ။ဒါပေမဲ့ဈေးသက်သာတဲ့ version မှာ OLED မပါဘူး LCD ပဲပါမယ်။ဒုတိယအတွင်းမှာ Snapdragon X Plus chip ကိုသုံးထားပါတယ်။ဒါကိုသုံးတဲ့အတွက် fanless design ရပါတယ်။ပန်ကာမပါဘူး။တတိယ battery ကတစ်ကြိမ်အားသွင်းရင်ပုံမှန်လို့အတွက်10နာရီထိခံပါတယ်။စတုထသို့လောင်မှုက 256GB ကနေစတင်ပါတယ်။ Windows OS ကိုယ်တိုင်ကနေရာ40-50GB လောက်ယူတာမို့လုံလောက်တဲ့နေရာရှိပါတယ်။ပင်စမအားနဲ့ချက်က keyboard ကိုတီးကြဝယ်ရပါတယ်။ဈေး$130ကိုထပ်ပေးရပါတယ်။ဒီ tablet ကဘယ်သူတွေအတွက်လဲသင်က iPad OS မဟုတ်ပဲ full Windows သုံးချင်နေဆိုရင်ပေါ့လက်ရှိမှာဒီဈေးနှုန်းအတိုင်းတာအတွင်းမှာအပြိုင်ဆိုင်မရှိသေးပါဘူး။ iPad Air နဲ့ဈေးချင်းရင် Surface Pro 12ကတပိုင်းတစားအားတာတယ်။ဘာလို့လဲဆိုတော့သင်က Microsoft Office အပြည့်စုံသုံးနိုင်တယ်။ Adobe Photoshop နဲ့ desktop version အတိုင်း run နိုင်တယ်။ Visual Studio Code လို့ခေါ်တဲ့ဘာလို့လဲဆိုတော့ programming tool တွေလည်းသုံးနိုင်တယ်။ iPad OS မှာဒါတွေကိုမလုပ်နိုင်ဘူး။စိတ်ဝင်စားစရာအချက်တစ်ခုက keyboard ခွဲထုတ်လိုက်ရင်လည်း Bluetooth နဲ့ဆက်သွယ်သုံးလို့ရတယ်။အရင် Surface Pro တွေက keyboard ကိုဖြုတ်လိုက်ရင်ဆက်သုံးလို့မရဘူး။နောက်ထပ်စိတ်ဝင်စားစရာက OLED option ကိုဈေးအကြီးဆုံး version မှာပဲထည့်ပေးထားတယ်။ 13inch OLED version က$1499နဲ့ရောင်းတယ်။ Surface Pro 12ရဲ့အားနည်းချက်က keyboard ကိုတီးခြားဝယ်ရတာပါ။ထုတ်ကုန်ဈေးက$699ဆိုပေမဲ့ keyboard ထပ်ဝယ်ရင်$838ဖြစ်သွားပါတယ်။ဒါက iPad Air ရဲ့ Magic Keyboard ဈေးနဲ့ရှင်းလို့ရပါတယ်။ Microsoft ကဒီစနစ်ကိုနှစ်ပေါင်းများစွာလုပ်လာတာပါ။သုံးစွဲသူတွေမကျေနပ်ပေမဲ့ရောင်းအားကောင်းနေတော့မှာ။နေ့စဉ်မိနစ်ပိုင်းလေးဒီလို device deep dive တွေကိုလေ့လာပြီး Tech Brother နဲ့အတူပိုတော်လာအောင် follow လုပ်ထားပါဦး။